မြတ်စွာဘုရားအမြဲတမ်းဆင်ញင်သုံးသပ်ရမယ်လောကီစီးပွားနဲ့ပတ်သက်လာတဲ့အခါဟောကြားထားတဲ့ဒေသနာကိုကြည့်လူဘဝရလာလို့ရှိရင်မင်းတို့အမြင်မျက်စိနှမျိုးရှိရမယ်ဘာလဲလို့ဆိုရင်မျက်စိတစ်ခုကစီးပွားရှာတတ်တဲ့မျက်စိတစ်လုံးကတော့ကိုယ်ချင်းတရားရှုမြင်တတ်တဲ့မျက်စိEye for economy နဲ့ eye for morality ပေါ့အဲ့ဒီနှစ်ခုပြည့်စုံရမယ်လို့သူတို့ဆိုလူဖြစ်လာလို့ရှိရင်စီးပွားရေးမျက်စိလည်းရှိရမယ်ကိုယ်ချင်းတရားပဲစီးပွားရေးမျက်စိသာရှိပြီးကိုယ်ချင်းတရားမျက်စိမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတစ်ဖက်မြင်ပုဂ္ဂိုလ်ဖြစ်ပြီးတော့မမှန်ကန်တဲ့နိလန်းနေနဲ့စီးပွားရှာမကြခင်ကြာဆုံးသွားတယ်မကြဆုံးရင်တောင်မှပဲသေသည်ချမ်းမဲ့မှာဆင်းရဲဒုက္ခနဲ့ကြုံရမယ်သူကတစ်ဖက်ကဆုံးရှုံးသွားနိုင်တယ်မြတ်စွာဘုရားကနှစ်ဖက်လုံးမဆုံးရှုံးရအောင်စီးပွားကိုကိုကျင့်တရားနဲ့ထိန်းကိုကျင့်တရားနဲ့စီးပွားဒီနှစ်ခုဟာပေါင်းစပ်ပြီးတော့သွားရမယ်စိုက်ပိုင်စိုက်ဟိုဘက်ဒီဘက်နှစ်ခုတွဲဖက်ပြီးတော့သွားရမယ်အဲ့ဒါလို့ညီတူညီမျှကိုကျင့်တရားလည်းကောင်းတယ်စီးပွားဥစ္စာလည်းရှာတတ်တယ်ဆိုမှအဲ့ဒီပုဂ္ဂိုလ်ရဲ့ကြီးပွားတိုးတက်မှုဟာခိုင်မာတယ်လို့သူတို့ဆိုမြန်မာနိုင်ငံမှာလည်းပဲစီးပွားဥစ္စာတွေဖြစ်ပြီးကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေချမ်းသာကြွယ်ဝပြီးတော့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါဘာကြောင့်လို့ဆိုရင်ကိုချင်းတရားဘက်ကပြပြသွားလို့ရှိရင်မြဲကြာဆုံးသွားတတ်တယ်ပေါ့ကိုချင်းသိက္ခာကြောင့်ပျက်စီးသွားတာတွေအများကြီးပဲရှိအဲ့ဒါလို့မဖြစ်ရအောင်တတိနဲ့တမ္ပစဉ္ညာနဲ့ကြိုးစားအထောက်အမှာလို့ဒါကြောင့်မို့ဘဝကိုရှုမြင်သုံးသပ်နိုင်တာရှိရတေစာယီနောလောကအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ရှုမြင်သုံးသပ်ရမယ်လူဘဝမှာအလုံးလူတွေဟာဒီကနေ့ခေတ်မှာ medical check up တော့လုပ်ကြတယ်သို့တော့ mental check up လုပ်တာနည်းတယ်ကိုယ်စိတ်ရဲ့အနေအထားတစ်ခု mental check up လည်းလုပ်ရမှာဖြစ်တယ်စိတ်ကိုငါစိတ်ဟာတိမတ်တော်မှန်တဲ့ပြစ်ကင်းတဲ့စိတ်မျိုးလားသို့မဟုတ်လောဘတွေလွှမ်းမိုးထားတဲ့စိတ်လားဒေါသတွေလွှမ်းမိုးနေတဲ့စိတ်လားသို့မဟုတ်မသိချင်းမောဟတွေလွှမ်းမိုးနေတဲ့စိတ်လားမာနတွေလွှမ်းမိုးနေတဲ့စိတ်လားဆိုတာချက်ကလို့အောင်အလုံးကိုယ်ဘဝမှာငါကောင်းတာနဲ့ဆိုတာဘယ်ဟာကငါတဏ္ဍမှာများနေသလဲမြတ်စွာဘုရားကအလုံးနှစ်ခုကိုရှင်းပြတယ်ကလျာဏနဲ့ပါပကကလျာဏဆိုတာကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးတဲ့ကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဆိုတာကိုကုသိုလ်အလုပ်လို့ပြောတာကုသိုလ်လို့ပြောလိုက်တာနဲ့လူတွေကဖះเจ้าကံနဲ့သွားပြီးတော့တွေးတတ်တယ်မဟုတ်ကုသိုလ်ဆိုတာဘယ်နေရာပဲဖြစ်ဖြစ်ကုသိုလ်ကိုယ်အိမ်မှာနေရင်လည်းကုသိုလ်လုပ်လို့ရနော်ကုသိုလ်အလုပ်ဆိုတာရှိတယ်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့အလုပ်တွေမှန်သမျှကုသိုလ်ပဲစီးပွားဥစ္စာတိုးတက်ပြီးအပြစ်ကင်းတဲ့စီးပွားဥစ္စာရှာနေနဲ့ရှာကြံပြီးကိုမိဘကျွေးတယ်သို့မဟုတ်ကောင်းတဲ့နီလန်းတွေကိုသုံးချတယ်ကိုချင်းတရားမပြတ်အောင်နေတယ်ဒါလည်းကုသိုလ်ပဲ